အားလုံးပဲမင်္ဂလာပါရှင်ခုကတော့မြင့်အားဘူးကျော်လေးကြော်ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကြက်သွန်နီလေးကိုစနွန်းလေးနဲ့စီးတက်ပါမယ်ပြီးရင်တော့အစင်တဲ့စီးကြောထားတဲ့ပဇွန်ကြောက်လေးကိုထည့်ပါမယ်ရှင်ကျက်သွန်နီလေးအနှဲငယ်နွမ်းတဲ့အနေထားလေးရောက်ပြီဆိုရင်တော့ငပိလေးကိုထည့်ပါမယ်ပြီးရင်တော့ငရုတ်သီးအကျန်းထောင်းထားတာလေးကိုထည့်ပါမယ်ရှင်နှမ်းဆက်အောင်နဲ့ပြီးရနဲ့စားအချုံမုံလေးနဲ့နှက်ထားတဲ့မြစ်ကလေးကိုထည့်ပါမယ်ရှင်အရသာအပေါ့ငံလေးမြည်ပြီးငံပြားကြီးလေးအနှဲငယ်ထည့်ပေးပါနော်မြင့်မှာပါတဲ့ရေလေးခန့်ပြီးစီလေးတက်သည့်အထိကြော်ပေးပါနော်အနံ့လေးမွေးနေအောင်လို့မြုပ်သီးစိမ်းလေးနဲ့အုပ်ပါမယ်ရှင်အခုဆိုရင်တော့ဆက်ဆက်လေးနဲ့ထမင်းမိန်နဲ့မြင့်အားဘူးကြော်လေးရပါပြီရှင်